အာဒီရဲ့မျက်နှာပုံစံတစ်ခဏအတွင်းပြောင်းသွားတယ်။မျက်လုံးရဲ့ကြည့်ပုံအေးဆက်သွားတယ်။ဒါပေမဲ့သူဘာမှမပြောဘူး။ဘေးအိမ်ကကောင်လေးဘက်ကိုစက္ကန့်အနည်းငယ်တည်ငြိမ်တဲ့ကြည့်ပုံနဲ့ကြည့်နေတယ်။အဲ့ဒီကြည့်ပုံမှာကောင်လေးနောက်ထပ်စကားတစ်လုံးလောက်တောင်ပြောဖို့ရဲစွမ်းမရှိအောင်လုပ်တဲ့အရာတစ်ခုရှိတယ်။အာဒီရဲ့မျက်လုံးထဲမှာညဘက်အိတ်မပျော်နိုင်တဲ့အရေးအယောင်ရှင်းရှင်းလင်းလင်းမျက်လုံးမျက်နှာဖောင်းနေတယ်။ချင်းကိုက်လို့ပါးတွေหนีရဲနေတယ်။ဓာတ်မတည့်မှုကြောင့်မျက်နှာကပိုဆိုးနေတယ်။အာဟနာကြည့်နေပြီးမျက်လုံးလွှဲလိုက်တယ်။နည်းနည်းကယုနာဖြစ်ပေမဲ့ကိုခိုင်မာအောင်ထိန်းလိုက်တယ်။အာဒီအာဟနာကိုတစ်ချက်ကြည့်ပြီးတန်းပြီးအခန်းတွင်းကိုသွားတယ်။အာဟနာခဏလောက်အံ့အားသင့်ပြီးရက်နေတယ်။ဒီနေ့အာဒီဘာမှမပြောတာကသူ့အတွက်အထူးဆန်းဆုံးလို့ခံစားရတယ်။မီးဖိုချောင်ထဲဝင်တာနဲ့ပူပြင်းတဲ့အငွေ့နဲ့ဟင်းခတ်အမွှေးကြိုင်တွေရဲ့အနံ့တွေနဲ့ပြည့်နေတယ်။ကပီတာနနက်စာလုပ်နေတယ်။အာနာကိုလာတာမြင်တာနဲ့ကပီတာနှုတ်ခမ်းကော့ပြီးပြောတယ်။ဘာလို့ဒီလောက်နှောက်ကြတာလဲ။အာနာနည်းနည်းစဉ်းစားပြီးရေပြီးပြောတယ်။ဘာလို့မလဲရောက်ခမတော့ခမရဲ့ယောက်ျားသားလွတ်ချင်စိတ်မရှိဘူး။ကပီတာတုံဆိုင်သွားတယ်။ယောက်ျားသားအာနာဂယုမဆိုင်တဲ့အတန်နဲ့ပြောတယ်။ခမရဲ့ယောက်ျားသားခဲတော်ကခမရဲ့ယောက်ျားသားပဲမဟုတ်လား။ကပီတာရဲ့မျက်နှာတင်းသွားတယ်မျက်လုံးထဲမှာဒေါသအရှင်တစ်ခုပေါ်လာတယ်ဘာမှမပြောဘဲရှူရှိုက်ရင်းထွက်သွားတယ်အာဟနာပေါ့ပြုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီပြုံးပုံရဲ့နောက်ွယ်မှာတယုံမှုတစ်ခုရှိတယ်နနက်စာပြီးတဲ့အခါအာဟနာဘန်းတစ်ခုပေါ်မှာအာဒီအတွက်အစားအစာယူပြီးအခန်းထဲဝင်တဲ့အာဒီအိပ်ပျော်နေတော့ပဲအာဟနာစပွဲပေါ်မှာဘန်းထားပြီးဖြင်းချင်းစွာအိတ်ကနေစာအုပ်တအုပ်ထုတ်တယ်ဆိုဖာပေါ်သွားထိုင်ပြီးဘောပင်လက်ထဲယူလိုက်တယ်ခဏလောက်စာရွက်လွတ်ကိုကြည့်နေတဲ့စကလုံးတွေကိုစီစဉ်ဖို့အချိန်လိုသလိုပဲပြီးတော့စရေးတယ်ကျောင်းအုပ်ကြီးထံတိုင်ကြားစာကြောင်းနှင်းငယ်ရေးမိတာနဲ့ရုတ်တရက်သူ့လက်ရက်သွားတယ်ဘောပင်ကစာရွက်ပေါ်မှာတည်ငြိမ်စွာကြံရိပ်ခဲ့တယ်ဆက်မရေးနိုင်တော့ဘူးလို့ခံစားလာရတယ်ဘာလို့လဲဆိုတော့ရေးလေအဲ့ဒီဖြစ်ရက်တွေခေါင်းထဲမှာပြန်ပေါ်လာလေAris ရဲ့ရုတ်တရက်တကားပိတ်ပစ်ခြင်းပြီးတော့အတင်းကျပ်ပါဇက်ဖိခြင်းအာနာရဲ့တွန့်လိန်လှုပ်ရှားမှုတွေတဖြည်းဖြည်းအသက်ရှူမရတော့ဘူးဆိုတဲ့ခံစားချက်နောက်ဆုံးအရာအလုံးမှောက်မိုက်သွားခြင်းအာနာမျက်လုံးကိုပြင်းပြင်းပိတ်လိုက်တယ်ရင်ဘတ်အနှဲငယ်တုန်သွားတယ်တခဏအတွင်းမနေတော့ဘူးဘာမှမရေးတော့ဘူးလို့ထင်မိတယ်ဒါပေမဲ့နောက်တစ်ခဏမှပဲသူကိုယ်အတွင်းထဲမှာခိုင်မာလာတယ်စိတ်ထဲမှာပြောမိတယ်Aris အဲ့ဒီနေ့ကျုပ်ကိုလှုပ်ခဲ့တာနောက်တစ်နေ့နောက်တစ်ယောက်ကိုလှုပ်လိုက်မယ်မဟုတ်ဘူးသူပြစ်ဒဏ်ခံရမှာပဲမဟုတ်ရင်ဘယ်တော့မှမပြင်ဘူးအာဟနာအသက်ပြင်းပြင်းရှူပြီးပြန်ရေးတယ်ဒီတစ်ခါလက်မရက်တော့ဘူးအဲ့ဒီအချိန်မှာကတင်ပေါ်အိတ်နေတဲ့အာဒီလှုပ်လိုက်တယ်အာဟနာဘက်ကိုမျက်လုံးရောက်တာနဲ့အေးရေးဝက်ဝက်နိုးနိုးအတန်နဲ့ပြောတယ်ဘာရေးနေတာလဲအာဟနာထိတ်လန့်ပြီးကြည့်လိုက်တယ်တခဏမှမနှောင့်နေပဲစာအုပ်ကိုပိတ်လိုက်တယ်အာဒီထထိုင်ပြီးသူ့ဘက်ကိုကြည့်တယ်ဖြင်းချင်းစွာရှေ့တိုးလာပြီးစာအုပ်ကိုယူဖို့လက်ဆန့်လိုက်တယ်အာဟနာအမြန်ထွက်ပြီးစာအုပ်ကိုအိတ်ထဲထည့်လိုက်တယ်အာဟနာရဲ့ဒီလိုအပြုတ်မှုကြောင့်အာဒီရဲ့မျက်ခုံးတွန့်သွားတယ်ဘာကိုဖုံးကွယ်နေတာလဲကိုတက်သေးစာရေးနေတာလားအာဟနာအေးဆက်တဲ့အတန်နဲ့ပြောတယ်ဟုတ်တယ်အဲ့ဒီလိုပဲထားလိုက်ပါအာဒီစိတ်တူပြီးပြောတယ်ဘာအဓိပ္ပာယ်မရှိတာတွေလဲအာဟနာအခုတခါအာဒီရဲ့မျက်လုံးကိုတဲတဲကြည့်တယ်အတန်ကထူးဆန်းစွာငြိမ်သက်ပေမဲ့စကလုံးတွေကစူးတွေလိုပဲကျုပ်သေးရင်ခမားကိုပါခေါ်သွားမယ်အာဒီတုံဆိုင်သွားတယ်ဒါတွေဘာကိုဆိုလိုတာလဲအာဟနာဖြင်းညင်းစွာပြောတယ်ဘာလို့တယောက်တည်းတည်ရမှာလဲကျုပ်မသေးခင်ခမားကိုတာဝန်ခံထားခဲ့မယ်အာဒီဒေါသထွက်လာတယ်မင်းအဖြစ်မှန်မဟုတ်တာတွေပြောနေတယ်အာဟနာရဲ့လေဘင်းတုံသွားတယ်ခမားကျုပ်ဘလို့နေတယ်ဆိုတာသိချင်ဘူးလားကျုပ်မှာဘယ်နေရာမှာအခက်ခဲရှိလားဆိုတာသိချင်ဘူးလားကျုပ်မှာတခုခုလိုအပ်လားဆိုတာဘယ်တော့မှသိချင်ဘူးလဲတနေ့ကျုပ်တကယ်လို့တခုခုလုံးမိရင်ခမားအသက်ရှင်ကျန်နေနိုင်မှာလားဒါကြောင့်လားဒီစကားတွေကြားတော့အာဒီခဏလောက်တိတ်ဆိတ်နေတယ်ဒေါသကအနှဲငယ်ပျော့ပြီးသွားသလိုပဲအာနာဘာမှမပြောတော့ပဲမျက်နှာလွှဲလိုက်တယ်ပြီးတော့လုံးဝပုံမှန်ဖြစ်သွားတဲ့အတန်နဲ့ပြောတယ်
တန်းစင်ပြီးနနက်စာစားလိုက်ပါအာဒီခဏလောက်သူ့ဘက်ကိုကြည့်နေတယ်တခုခုပြောချင်တယ်လို့ပဲဒါပေမဲ့နောက်ဆုံးဘာမှမပြောဘဲရေချိုးခန်းထဲဝင်သွားတယ်ခဏအကြာမှထွက်လာပြီးတိတ်ဆိတ်စွာနနက်စာစားတယ်နှစ်ယောက်ကြားမှာနောက်ထပ်စကားမရှိတော့ဘူးတိတ်ဆိတ်မှုကပိုလေးလံလာတယ်နနက်စာပြီးတာနဲ့အာဒီဖုန်းကောက်လိုက်တယ်တကားအနားကိုသွားပြီးတခါပြန်ကြည့်တော့အာနာတိတ်ဆိတ်စွာထိုင်နေတော့ပဲဒါပေမဲ့ဘာမှမပြောဘဲထွက်သွားတယ်နေ့လယ်စာစားချိန်မှာလူတိုင်းထိုင်စားကြတယ်ကပီတာရဲ့မျက်လုံးမျက်နှာဖောင်းနေတဲ့အောက်ကိုကြည့်ပြီးထမင်းစားနေတယ်နီလီမာဂျာဟန်ရူပါလီရှီကဒါကိုပြောတယ်အမေကြားဘူးလားဘေးအိမ်ကရာဆယ်ဆိုတဲ့ကောင်ကိုဘသူမှန်းမသိဘူးရိုက်ပြီးခြေကျိုးသွားတယ်တဲ့လူတိုင်းနည်းနည်းအံ့ဩသွားတယ်ယူပါလီရှီကဒါပြောတယ်ကောင်လေးကအတော်ရင်ကျေးတယ်အပြုတ်မူလဲကောင်းတယ်သူ့ကိုဘသူရိုက်မလဲနီလီမာဂျာဟန်ပြောတယ်ဘသူသိမလဲအဟနာတိတ်ဆိတ်စွာလူတိုင်းရဲ့စကားတွေကိုနားထောင်နေတယ်ဒီမနက်ကအကြောင်းပြန်မှတ်မိတာနဲ့တွေးမိတယ်အဲ့ဒီကောင်လေးမဟုတ်လားအဟနာရဲ့မျက်လုံးရုတ်တရက်အာဒီစီရောက်သွားတယ်အာဒီလုံးဝပုံမှန်အတိုင်းစားနေတယ်မျက်နှာမှာဘာပြောင်းလဲမှုမှမရှိဘူးအာဒီကိုကြည့်ရင်ပတ်ဝန်းကျင်ကအရာအလုံးကနေသူ့ကိုယ်သူတီးခြားခွဲထားသလိုပဲဒီနေ့အာဒီမထွက်သွားတော့ဘူးညနေချမ်းအချိန်မှာအာဒီအပေါ်ထက်ကိုတက်သွားတယ်အာဒီတောင်းတနေရာမှာထိုင်ပြီးဖုန်းကြည့်နေတယ်ခဏကြာမှကပီတာလဲလာတယ်ပထမဆုံးအာဒီသတိမထားမိဘူးကပီတာလာပြီးအာဒီရှေ့မှာရက်တယ်အာဒီကပီတာကိုမြင်တာနဲ့မေးရိုးတင်းသွားတယ်အာဒီထွက်လိုက်တယ်ကပီတာပြန်လဲပြီးအာဒီရှေ့မှာရက်တယ်ဖြင်းညင်းစွာပြောတယ်မင်းကကိုဘာလို့ရှောင်နေတာလဲအာဒီစိတ်တူတဲ့အတန်နဲ့ပြောတယ်အခုဒီလိုစကားတွေပြောဖို့အချိန်မဟုတ်ဘူးဒါဆိုရင်ဘယ်တော့ကလဲဘလောက်ကြာကြာရှောင်နေမှာလဲအာဒီတိတ်ဆိတ်နေတဲ့ကပီတာပြန်ပြောတယ်ငါမထင်ဘူးလို့ထင်နေတာလားအဟနာကြောင့်မင်းပြောင်းလဲနေတယ်အာဒီအခုတခါလေးနဲ့တဲ့အတန်နဲ့ပြောတယ်ဒါကိုရက်လိုက်ပါကပီတာကပီတာရဲ့မျက်လုံးထဲမျက်ရည်တွေဝင်လာတယ်ငါဒီလောက်အပြင်လူဖြစ်သွားပြီလားစကားပြောရင်းကပီတာရုတ်တရက်အာဒီကိုဖတ်လိုက်တယ်ခဏအကြာကအာနာအပေါ်ထက်ကိုလာခဲ့တယ်သူတို့ကိုမြင်တော့ရှေ့ဆက်မသွားတော့ဘူးအဝေးကနေကြည့်နေတယ်ဒါပေမဲ့ကပီတာအာဒီကိုဖတ်တာကိုမြင်တာနဲ့သူ့ရင်ဘတ်အတွင်းနာကျင်သွားတယ်ဒါပေမဲ့အဟနာကိုထိမ့်လိုက်တယ်မျက်ရည်တုပ်ပြီးနောက်တစ်ခဏမှမရက်ပဲအောက်ကိုဆင်းသွားတယ်ဧခန်းမှာလူတိုင်းတီဗီကြည့်နေကြတယ်ဒီနေ့အာနာလည်းအိမ်မှာရှိတယ်အာနာလာပြီးပြောတယ်အမေအဟနာအကိုခမားတို့အပေါ်ထက်ကိုနည်းနည်းလာလို့ရမလားအဟနာရဲ့အတန်ကိုကြားတော့လူတိုင်းထိတ်လန့်သွားတယ်ယူပါလီရှီကတာပြောတယ်ညနေခင်းမှာအပေါ်ထက်ကိုဘာလို့လဲဘာဖြစ်တာလဲအဟနာဘာမှမပြောခင်ဟန်နက်ပြောတယ်ကောင်းပြီသူပြောတာဆိုတော့သွားကြည့်ရအောင်လူတိုင်းထွက်လိုက်ကြတယ်တယောက်ပြီးတယောက်အပေါ်ထက်ဘက်ကိုသွားကြတယ်ဆက်လက်ရှိအောင်နီ